ကျွန်တော်တို့ခုမိတ်ဆက်ပေးခြင်းနဲ့အိမ်ချံဝင်းလေးရတော့ကုတ်ခိုင်မျိုးအမတ်တရက်ကွက်စံပြနှစ်လမ်းမှာရှိတဲ့ဒီအိမ်ဝင်းလေးကိုကျွန်တော်တို့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီအိမ်ဝင်းလေးကကျွန်တော်ပေရှေ့မျက်နှာပွင့်ပြီးအကျယ်38ခုရှိပါတယ်ဒီဘက်ကခြံဝင်းတကားရှိမယ်ဒီဘက်မှာဆိုင်ငန်းနှကန်းပဲရှိမယ်နော်ကျွန်တော်အထက်ကိုထပ်ပြီးတော့ဝင်ကြည့်လိုက်ကြအောင်နော်ရှေ့မျက်နှာသာမှာစောက်ထားတဲ့ဒါဆိုင်ငန်းနှကန်းဘေးဘက်မြင်ဝင်ပါနော်ဆိုင်ငန်းနှကန်းပါမယ်ကျွန်တော်အလဲမှာတစ်ထပ်တအိမ်တစ်လုံးလူနေတစ်ထပ်တအိမ်တစ်လုံးပါရှိပါမယ်သူ့ရဲ့နောက်မှာတော့ကျွန်တော်တို့ဒီအိမ်ငါးတွေပါထားလို့ရတယ်နောက်ကိုယ့်ရဲ့ဝန်ထမ်းတွေပါထားလို့ရမယ်သုံးငန်းပါအဆောင်တစ်ဆောင်ပါရှိပါတယ်သုံးငန်းပါအဆောင်ကိုကျွန်တော်လိုက်ပြပေးမယ်ပေမတစ်ထပ်တိုက်အိမ်ရဲ့ဘေးကနေကျွန်တော်ဝင်သွားလိုက်မယ်တိုက်အိမ်ရဲ့ဘေးကနေဝင်သွားလိုက်ရင်ကျွန်တော်တို့ဒီမှာအခန်းသုံးခန်းပါအဆောက်အဦကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့အိမ်ငါးပဲထားကိုယ့်ရဲ့ဝန်ထမ်းတွေပဲပေးနေသုံးခန်းပါတဲ့တစ်ထပ်တိုက်အဆောက်အဦရှိပါတယ်ခန်းပွဲအနေနဲ့ကတော့ကျွန်တော်ဝန်ထမ်းနေလို့ရတဲ့ခန်းပေါ့နော်ခန်းဧရိယာတော့9ပေ15ပေလောက်ရှိတာပေါ့တစ်ခန်းကို9ပေ15ပေလောက်ရှိတဲ့အခန်းပေါင်း3ခန်းပါပါတယ်9ပေ15ပေခန့်ရှိတဲ့အခန်း3ခန်းပါရှိမှာပဲဖြစ်ပါတယ်ဒါလည်းတစ်ထပ်တိုက်ပေါ့နော်တစ်ထပ်တိုက်အဆောက်အဦလေးပါကျွန်တော်တို့အိမ်ရဲ့အလျားခေါ်မှာပေါ့နော်အိမ်ရှေ့နောက်အရှိကတော့ကျွန်တော်133ပေရှိပါတယ်ဗျရှေ့နောက်အရှိအားကောင်းပါတယ်ပြီး100ကျော်ပါတယ်133ပေရှိပါတယ်ဒီနောက်မှာတော့ကျွန်တော်တို့မိုးရေလောင်ကန်တစ်လုံးပါမယ်အိမ်သာနှလုံးတွဲဘူရာအိမ်သာနှလုံးတွဲပါပဲရှေ့နောက်ပြီးအရှိက133ပေရှိပါတယ်ပြီး100ကျော်ပါတယ်အရှိအားကောင်းပါတယ်ဝင်အခြေအားကောင်းပါတယ်ဒါကတော့ကျွန်တော်တို့ရှေ့တစ်ထပ်တိုက်အိမ်နဲ့အိမ်ငါးထားလို့ရမယ်ဒါမှမဟုတ်ဝန်ထမ်းတွေကိုယ့်ရဲ့ဝန်ထမ်းတွေကိုပေးနေလို့ရမယ်အဆောက်အဦနဲ့ဆက်သွယ်ထားတဲ့နေရာလေးဖြစ်ပါတယ်အိမ်ရဲ့အတွင်းပိုင်းလေးကိုကျွန်တော်ရိုက်ပြပေးမယ်နော်ဒါတော့တစ်ထပ်တိုက်အတွင်းမှာရှိတဲ့ဖျားကန်းနဲ့ဧကန်ဖြစ်ပါတယ်ဖျားကန်းနဲ့ဧကန်ကျွဲရက်လေးပါအိမ်ခန်းအနေနဲ့တော့ကျွန်တော်3ခန်းပါရှိမှာဖြစ်ပါတယ်ဒါပင်မဧကန်တစ်ခန်းဒါကဒုတိယဧကန်တစ်ခန်းဒီဘက်ကလည်းကျွန်တော်တို့တတိယမြောက်ဧကန်တစ်ခန်းပါရှိမှာဖြစ်ပါတယ်ဒါကတော့တစ်ထပ်တိုက်ရဲ့ဝင်ပေါက်ပါမိန်းတကားမကြီးပေါ့နော်